Sorry ကလည်းဒါဝင်အတွက်ပျော်စရာရုံဟုတ်မနေပြန်ဘူးခုနောက်ပိုင်းဘောလုံးလောကရဲ့အလွဲတွေရဲ့ဘရင်ဆိုဒါဝင်ကိုပဲပြင်းပြင်းမိရစမြဲပါပဲဒါဝင်နူနက်စ်ကကစားကောင်းတဲ့စိတ်သက်ပြင်းနေဆိုတဲ့အချက်တွေနဲ့စင်းပြင်းတက်လာတယ်ဆိုပေမဲ့မယုံနိုင်စရာကောင်းလောက်တဲ့လွဲချုံမှုတွေကြောင့်ပဲကစားသမားဘွားကရောက်တဲ့လောက်မရောက်ဘူးလို့ပြောနိုင်ပါတယ်ပြီးခဲ့တဲ့မှာလီဗာပူးနဲ့လမ်းခွဲပြီးနောက်စပင်ရှေကြီးကိုညှက်ကမလက်ဆက်တော့တဲ့ဒါဝင်ကိုမြင်ရတာကလည်းစိတ်မကောင်းစရာပါပဲတကယ်ဆိုဒါဝင်ကအစင်းမြင့်လီမှာဆက်ပြီးတော့ရှင်းတန်းခြင်းနဲ့လီဗာပူးရောက်မှထပ်ပြီးတော့ရှင်းတန်းခြင်းနဲ့ဒါပေမဲ့ယာကင်ကလော့ခေလွန်အာနီစလော့လက်ထက်မှာတော့ဒါဝင်အတွက်နေရာမရှိတော့တဲ့နောက်ဆော်ဒီကိုရောက်ခဲ့ရတာပါပဲဆော်ဒီမှာလှော်ညီလာဘောလို့တွေးနေချိန်မှာပဲအသင်းကိုဗန်စီမာရောက်လာပြန်လို့လက်ရှိအေဟီလဲတိုက်စစ်တဲ့နေရာပြန်ပြီးထားခဲ့ရတော့မယ့်အခြေအနေမျိုးရောက်နေပါတယ်ဆော်ဒီလီရဲ့စီမင်းရပြည်တွင်းလေးပွဲစဉ်တွေမှာအသုံးပြုရတဲ့ကစားသမားအရေးအတွက်အကန့်အသတ်ကြောင့်ပဲနူနက်စ်ကဖလားပြိုင်ပွဲတွေလောက်မှသာကစားဖို့ဖြစ်နေခဲ့ပါပြီအေဟီလဲငနီရွေးချယ်ပွဲမှာနူနက်စ်တယောက်ထပ်ပြီးတော့အပူကတ်ခဲ့ရပြန်တာပါပဲတကယ်ဆိုနူနက်စ်ကအေဟီလာအသင်းအတွက်လီပွဲ16ပွဲမှာ6ဂိုးသွင်းက4ချိန်ဖန်တီးပေးထားနိုင်ပြီးပြိုင်ပွဲဆုံးမှာတော့9ဂိုးသွင်းက5ချိန်ဖန်တီးပေးထားနိုင်ပါတယ်ဒီစွမ်းဆောင်ရည်ကမဆိုးဘူးဆိုတဲ့အနေထားပါဒါပေမဲ့လောဘပူကြီးရဲ့ဆိုရီလီရဲ့ညင်တိုင်းပဲပိုကောင်းပိုစထရောင်းနဲ့ဗန်စီမာကိုထပ်မံအားဖြည့်ပြီးနောက်ဒါဝင်နူနက်စ်အတွက်အခုလိုအခြေအနေမျိုးနဲ့အခက်ကြုံနေရတာဖြစ်ပါတယ်လက်ရှိမှာချန်လက်ခံရတဲ့နာမည်ကြီးကစားသမားတွေထဲမှာဒါဝင်နူနက်စ်ပြင်အာဆင်နယ်နောက်ခံလူအောင်ပါဘလိုမာရီလည်းပါခဲ့တာဖြစ်ပါတယ်မန်နေဂျာစီမီနီအီဇာဂီကတော့ဒီဆုံးမဲ့ချက်နဲ့ပတ်သက်ပြီးဒီဆုံးမဲ့ချက်ကခက်ခဲပေမဲ့နီးပြတယောက်ရဲ့အလုပ်ပါ၄ချိန်တိုင်းမှာတော့နေ့တိုင်းဆုံးဖြတ်ချက်တွေအများကြီးချရပါတယ်နူနက်စ်နဲ့ပါဘလိုတို့ကကောင်းမွန်တဲ့ကစားသမားတွေပါကျွန်တော်တို့ကိုပြန်ပွဲအားလုံးမှာလိုချင်ပေမဲ့နိုင်ငံခြားကစားသမားတွေကိုမှတ်ပုံတင်ရမှာကန့်သက်ချက်တွေရှိနေပါတယ်မာကုစ်လီယိုနာဒိုကို Saudi Arabia မှာမွေးဖွားတဲ့ကစားသမားအဖြစ်မှတ်ပုံတင်လို့မရခဲ့ပါဘူးအချိန်ကအဓိကကြပြီးကျွန်တော်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရပါတယ်ချန်လက်ခံရတဲ့ကစားသမားတွေကိုကျွန်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်းတိတိကျကျအသိပေးခဲ့ပါတယ်လို့ပြောပါတယ်ရိုနယ်ဒိုနဲ့ကြရပြီးနောက် Saudi မှာနောက်ထပ်လွန်ညီမှုမရှိတာတွေကြားဒါဝင်လဲပြများရပြီးနောက်ဆက်တွဲသတင်းတွေအရတော့ဥရောပကိုပြန်လာမယ်လို့လည်းထွက်ပေါ်နေတာဖြစ်ပါတယ်M9 Sport မှာတင်ဆက်ပါတယ်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ